အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ YouTube Backend တက်တိုးနည်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူကြီးမဲတော့ပြပြပေးသွားမှာဖြစ်ပါတယ် YouTube Backend တက်တိုးနည်းကပုံစံပြောင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးမှာအသစ်ပြန်ပြီးတော့ပြုလုပ်ပေးထားတာဖြစ်ပါတယ် YouTube Backend တက်တိုးဖို့အတွက်ကိုကျွန်တော်တို့ YouTube Tetsuki ဆိုတဲ့ application ထဲဝင်ရမှာဖြစ်ပါတယ်ဒါလေးကျွန်တော်တစ်ချက်ထောက်ပြီးတော့ upgrade နေရမှာဖြစ်ပါတယ်အပေါ်ဟာကျတော့ back account ဖွဲ့တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ click အတွက် back account ဖွဲ့ပေးတာဖြစ်ပါတယ်ဒါကတော့ကျွန်တော် YouTube Backend တက်တိုးတာဖြစ်ပါတယ် upgrade နေရမှာဖြစ်ပါတယ် confirm နေရမှာဖြစ်ပါတယ်ကျွန်တော် close ကိုနေရမှာဖြစ်ပါတယ် confirm နာကိုနေပြရမှာဖြစ်ပါတယ် after confirmation နေပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော် YouTube Backend ရဲ့ back account ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါကတော့ YouTube back account ရဲ့အရှင်းနံပါတ်5လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကနိုင်ငံခြားသားဖြစ်တဲ့အတွက် foreign nationality ရွေးပေးရမှာဖြစ်ပါတယ်confirm နာကိုနေပြရမှာဖြစ်ပါတယ် after confirmation နေပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာ Zanuka register လုပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် Zanuka နံပါတ်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်next ကိုနေပြရမှာဖြစ်ပါတယ်ကျွန်တော် start ကိုနှိပ်ပြီးတော့ဖုန်းရဲ့နောက်ကျောမှာကျွန်တော် Zanuka ကို scale ဖတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် Zanuka နောက်ကျောဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်ဒီမှာသူပြတာနှစ်ခုစလုံးအမှတ်ချစ်ပြီးတော့ကျွန်တော် okay နှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်မျက်နှာကို scale ဖတ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ရဲ့မွေးနေ့ကိုပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့နိုင်ငံပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဗီဇာအမျိုးအစားပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဗီဇာတင်တန်းကိုပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဗီဇာတင်တန်းကုန်ဆုံးမဲ့နေ့ကိုပြပြပေးရမှာဖြစ်ပါတယ်ခုနလိုမျိုးပဲကျွန်တော်ဗီဇာတင်တန်းကုန်ဆုံးမဲ့ခုနှစ်လရက်ကိုကျွန်တော်ပြောပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဂျပန်နိုင်ငံကိုဝင်ရောက်တဲ့နေ့ကိုကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အလုပ်အမျိုးအစားကိုကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်အလုပ်မှာ construction ကျွန်တော်စားသောက်ဆိုင်တို့စားသောက်ဆိုင်ကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်အလုပ်ထဲမှာဘာလုပ်တယ်ဆိုတော့ကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့တနေ့စာဝင်ငွေကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော် company နာမည်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်အလုပ်ရဲ့လိပ်စာကိုကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်အလုပ်ရဲ့စာတိုင်းနယ်ဘက်ကိုထည့်ပေးရမှာဖြစ်ပါတယ်
ကျွန်တော်အလုပ်ရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော် no လို့ရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော် YouTube account ကိုတုတ်တဲ့ရည်ရွယ်ချက်ကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်ဒီနေရာမှာလည်းကျွန်တော် YouTube account ကိုတုတ်ရဲ့ရည်ရွယ်ချက်ထည့်ပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာလစာတွေ့ပဲရွေးပေးလိုက်မယ်ခင်ဗျကျွန်တော် YouTube account ကိုတစ်ပတ်ကိုဘယ်နှကြိမ်သုံးတယ်တစ်လကိုဘယ်နှကြိမ်သုံးတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော် YouTube account ကိုငွေအမောက်ဘလောက်များများသွဲထုတ်လုပ်တယ်ငွေလွှဲလဲဆိုကျွန်တော်ဒီနေရာမှာပြပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ no လို့ရွေးပေးရမှာဖြစ်ပါတယ်ထပ်ပြီး no လို့ရွေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် next ကိုနေပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာအမှတ်ချက်ပေးပြီးတော့ကျွန်တော်အရှိမပြထားတဲ့ကျွန်တော်ရဲ့ bank account လေးမှန်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ birthday တွေကျွန်တော်ဒီနေရာမှာအသေးစိတ်ပြန်စစ်ပေးရမှာဖြစ်ပါတယ်။ Mary ဆိုကျွန်တော်အောင်နာလေးတစ်ချက်ဆွဲချပြီးတော့ confirm နဲ့ရမှာဖြစ်ပါတယ်။ next ကိုနေရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ YouTube account တက်တိုးတာပြီးဖြစ်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။